စ္စာစကားတွေကိုဟောကြားရမယ်နှလုံးသွင်းကြမယ်ဘာကိုသစ္စာလို့ခေါ်သလဲလို့ဆိုတတ္တနံသစ္စာမှန်ကန်ခြင်းသဘောကိုသစ္စာလို့ခေါ်ပါတယ်မှန်ကန်ခြင်းကိုဘာလို့ခေါ်လဲဘုန်းကြီးတို့ရဲ့ခန္ဓာတရားဓမ္မများရဲ့ခန္ဓာကိုယ်ထဲမှာအမှန်ရှိတဲ့တရားတွေကိုအမှန်သိဖို့မလိုအပ်ဘူးလားဒါကြောင့်မို့လို့အမှန်ရှိကိုအမှန်သိပါစေလို့ဒီလိုဆိုပါတယ်ပါတယ်လေအမှန်အရှိကိုအမှန်သိပါစေနားလဲတယ်နော်ပြန်ပြောပါအောင်ပါတယ်အဲ့ဒီအမှန်အရှိကိုအမှန်မသိခဲ့ခြင်းကြောင့်ရှိလျားလာခဲ့တဲ့ဘဝတွေကအနည်းလားအများကြီးလားဘုရားရှင်ကအနမတကောယဘိက္ခဝေတံတရောတိကောပုပ္ပကောရိနပညာယတိအဝိဇ္ဇာနိဝရဏနာသတ္တနာတဏတံယောဇရဏတန္တဝိတံတန္တရိတံလို့အနမတကသုတ်တံထဲမှာမိန့်တော်မူတဲ့စကားလုံးကိုမှန်းမြော်ဆပြီးတော့ကြည့်လိုက်တဲ့အခါမှာဘုန်းကြီးတို့ရောတရားဓမ္မတွေတို့တန်ត្រာကြီးရာရှည်လျားလိုက်တဲ့ဘဝတွေနည်းလားအများကြီးလားဘာဖြစ်လို့ရှည်လျားခဲ့လဲအမှန်ရှိကိုအမှန်မသိခဲ့လို့အဲ့ဒီအမှန်ရှိကိုအမှန်မသိခဲ့တဲ့တွေ့တာကြောင့်ဘုန်းကြီးများရောတရားဓမ္မတွေကြည်စံတန်ត្រာကြီးဟာဘုရားစုစုနဲ့လွဲလို့ကိင္ကဝါလူသေးသူမကပွญญာတိတိဘုရားဒီနဲ့လွဲလို့တရားဒီနဲ့လွဲခဲ့ရတယ်နော်ကိုဘဝကိုပြန်ပြီးတော့စဉ်းစားမိလို့ရှိချက်သိမ်းထเสียကောင်းတယ်နော်ဒီခန္ဓာကိုယ်ကြီးကိုဉာဏ်နဲ့ကြည့်လိုက်မယ်ဆိုရင်ပြောเสียကြီးလားကြောက်เสียကြီးလားအတိတ်ကဖြစ်ခဲ့တဲ့ဘဝကြုံခဲ့တဲ့ဘဝတွေဆုံးခဲ့တဲ့ဘဝတွေအိုနာတိထက်ခဲ့တဲ့ဘဝတွေအယိုးတွေတောင်းတွေပုံတောင်းလို့ပုံလာခဲ့တဲ့ဘဝတွေအယိုးရှိတဲ့တတ္တဝါတွေအယိုးမရှိတဲ့တတ္တဝါတွေကလည်းပဲရည်တွက်လို့နှံကောင်လို့ပက်ကြီးတို့တီတို့ကရည်တွက်လို့မကုန်30ပုံထဲမှာဘဝစုံစံမျောပြီးလာခဲ့ရတဲ့ဘဝတွေအနည်းလားအများကြီးလားဘာဖြစ်လို့လဲလို့မေးရင်အမှန်အရှိကိုမှန်မသိခဲ့ဘူးဒီနေ့သာသနာမှာတော့တွေ့ပြီနော်ဘယ်မှာတွေ့ခွင့်ရပြီသာသနာတွင်မှာတွေ့ပြီသို့တော့သာသနာအတွင်းမှာမိမိရဲ့စိတ်ဟာသာသနာအတွင်းအသိစိတ်ဖြစ်ဖို့မလိုအပ်ဘူးလားသာသနာပအသိလောက်နဲ့တော့မရက်နေနဲ့နော်ဒါနလေးလူတန်းတတ်ယုံနဲ့သီလလေးစောင့်တည်တတ်ယုံနဲ့သမထပတိလေးစိတ်တတ်ယုံနဲ့ရက်မနေနဲ့တဆင့်တပြီးတော့ဘာဖြစ်ရမလဲသာသနာတွင်အသိကိန်းအောင်ကြိုးစားရမယ်ဓမ္မသာလျင်ခန္ဓာရှိကိုဉာဏ်သိဖြစ်လာမယ်နော်ဒီလိုမှသိအောင်မကြိုးစားဖြစ်ဘူးလို့ဆိုရင်ဘဝဝမ်းနေစရာသိကောင်းတယ်ကြည်ပွဲစရာသိကောင်းတယ်နော်လောကကြီးဝမ်းနေကြည်ပွဲစရာကြီးတွေရရှိတဲ့ဘဝလေးဟာလောလောဆယ်တော့သိမသိသေးဘူးလောလောဆယ်တော့နေလို့ထိုင်လို့အစဉ်ပြေနေသေးတဲ့အခါမှာဟုတ်တယ်ပြောစရာကြီးလို့ထင်တတ်ကြတယ်
ဒါပေမဲ့ခန္ဓာကိုယ်ကြီးကိုတနေ့နေ့တစ်ချိန်ချိန်မှာလောကဓာတ်မုံတန်းကြီးတိုက်လိုက်ပြီယောဂတည်းသောယောဂမုံတန်းကြီးတခုတိုက်လိုက်ပြီဆိုရင်လူကြီးမဆိုလူငယ်မဆိုဘာဖြစ်ရလဲတယောက်မျက်နှာတယောက်ကြည့်ပြီးတော့ဝမ်းနေပြီးမြေပေါက်တွေအလုံးလုံးပြုတ်မကြဘူးလားမြေတွေအသီးလိုက်ပြုတ်ကြရတယ်မမျောလင်းတဲ့အတန်ကြားလိုက်ရလို့ဘယ်လို2004ခုနှစ်စင်ကာပူတရားစခန်းသွားစဉ်တော့စင်ကာပူမှာဒကမာကြီးတယောက်ရှမ်းလဲအလွန်ချမ်းသာတယ်သားလဲတယောက်တည်းရှိတယ်ဖေးမလောကဆရာဝန်မလေးသိမာနကြီးတယ်သူကပစ္စည်းမာနကြီးတယ်ဂုဏ်မာနကြီးတယ်သူကလည်းဆရာဝန်ဆိုတော့မာနချိဘယ်သူမှရေးမဆိုင်ဘူးသူစကားအတိုင်းထိုင်ဆိုတိုင်းထဆိုတာဒါပဲအဲ့ဒီတော့အသက်ကလည်း80ကျော်လာခဲ့မာနကမကြနိုင်ဘူးနော်ဘာလို့မာနမကြနိုင်တာလဲမေးရင်ခန္ဓာကိုယ်ထဲမှာခန္ဓာရှိလေးတွေကိုအမှန်တိုင်းမသိလို့ဟုတ်တယ်နော်ဒီခန္ဓာကိုယ်ကြီးဟာဘုန်းကြီးတို့တရားဓမ္မတွေမိမိရဲ့ဖြစ်ရှင်တဲ့ပုံသဏ္ဍာန်ဟာဘာတကမှဖြစ်မပေးပါဘူးဖြစ်ပေးရဲ့လားကိုဖြစ်ရှင်တယ်လို့ခန္ဓာကိုယ်ဖြစ်ပေးသလားသူဖြစ်ရှင်တယ်လို့သလားယင်ဒါလည်းယင်ဖြစ်ပေးနေတယ်သူလွတ်ရှင်တယ်လို့လုပ်နေတယ်ဖြစ်ရှင်တယ်လို့ဖြစ်ပြစ်ရှင်တယ်လို့ပြစ်စည်းနေတယ်ယုတ်ကလစီတိနော်ဟောဒီ32ပါးသောဂေါတတာ42ပါးသောဂေါတတာတိဆောက်ထားတဲ့ဟောဒီခန္ဓာအင်ကြီးဟာအမြဲတမ်းယွင်းယူပစ္စည်းနေတယ်ငါးပင်တိုင်းအင်ကြီးပါဖြစ်နေတဲ့ပစ္စည်းနေတဲ့နော်ဘယ်နှပင်တိုင်းအိမ်တို့ငါးပင်တိုင်းအင်ကြီးဘုန်းကြီးတို့တိဆောက်လာခဲ့တဲ့ငါးပင်တိုင်းအိမ်ဟောအနမတကသန္တရာလာဇန်တဲ့ကနေပြီးတော့တိဆောက်လာခဲ့တဲ့ဟောငါးပင်တိုင်းအိမ်တဲ့ဟောဒီအင်ကြီးသည်အိမ်ကောင်းလားအိမ်ပြည့်ကြီးလားပစ္စည်းနေတဲ့နော်အဲ့ဒီခန္ဓာကိုယ်ကြီးသည်ဟူသောငါးပင်အင်ကြီးပစ္စည်းနေတာကိုပစ္စည်းမှန်သိဖို့လိုတယ်ပစ္စည်းနေပါလေကြတဲ့မပစ္စည်းဘူးလို့ကိုယ်ကိုထင်ကြည့်နေမှဆိုလို့ရှိရင်ဒီပုဂ္ဂိုလ်များရဲ့ဘဝသန္တာလန်ခီသည်ဝမ်းနေစေရလားဝမ်းသာစေရလားဒါကြောင့်မလို့ဝမ်းနေဝဲကြည်ကွဲစေရသည့်မြောင်များစွာဘုန်းကြီးတို့တရားဓမ္မတွေကြုံခဲ့ပြီးကြုံနေစေကြုံလက်တန်းကြည်စားအရဟတမညာဘုံညာတို့မယတိသမြကာလပတ်လုံးနားလဲတဲ့နော်ဘုန်းကြီးတို့သာနာဝန္ဒရှင်ယဟန်တော်များယဟန္တာဖြောင်းအာမထုံတဲ့သိသိမြကာလပတ်လုံးအကျွေးတွေဆက်ရအောင်ပါပဲဘာအကျွေးတွေလဲခန္ဓာအကျွေးတွေအသားနဲ့ဆက်ရတဲ့ဘဝခန္ဓာနဲ့ဆက်ရတဲ့ဘဝနော်အခုလည်းဆက်နေသေးပဲဟုတ်တယ်နော်အဲ့တော့ဒီအကျွေးတွေကိုဘုန်းကြီးတို့တရားဓမ္မတွေဘာနဲ့ဆက်မှကျင်းနေတယ်တဲ့ဉာဏ်နဲ့ဆက်ရမယ်တရားနာတယ်ဆိုတာဘာဆက်ဖို့အကျွေးဆက်ဖို့အတွက်နားလဲတယ်နော်ဘာဆက်ဖို့အတွက်အကျွေးဆက်နေတယ်ဘာကျွေးတွေလဲဘဝအကျွေးတွေကံအကျွေးတွေနော်ဘုန်းကြီးတို့ရဲ့ခန္ဓာတစ်ခုလုံးမှာအကျွေးတွေထပ်နေတယ်နော်အဲ့ဒီအကျွေးတွေကိုမဉ္ဇဉ်ဘုံဉာဏ်နဲ့မှမဆက်ဖြစ်နိုင်သေးဘူးလို့ဆိုရင်မြေပေါက်ကြီးငယ်ကြားရအောင်မယ်နော်ဒါကြောင့်မလို့ဒီနေ့တရားတော်မြတ်ကိုကြည်ညိုတော်ပွားများကြကုန်သောသန္တာဆွေတော်မျိုးတော်များမိမိတို့ရဲ့စိတ်ကလေးကိုမြန်မြန်ပြင်ကြနားလိုက်ပြီနော်မြန်မြန်ပြုပြင်ထားကြဘာကိန်းအောင်နှလုံးသားထဲမှာဓမ္မဆိုတဲ့အတိတူဉာဏ်လူဖြစ်အောင်နားလဲတယ်နော်ဓမ္မကနေရာယူထားဖို့လိုအပ်နေပြီသန္တရာမှာအဓမ္မတွေကနေရာယူခဲ့ပေါင်းများခဲ့ပြီ
ကုသိုလ်ကနေရာမယူပဲအကုသိုလ်တွေနေရာယူလာခဲ့ခြင်းကြောင့်ဘုန်းကြီးတို့တရားဓမ္မတွေခန္ဓာကြီးရာတဖြည်းဖြည်းနဲ့ဘာဖြစ်လာလဲယွင်းရောပစ္စည်းပြီးတော့ဘယ်သူနဲ့နီးလာတယ်သိခြင်းတရားနဲ့နီးလာခဲ့တယ်ဝေးလာသလားနီးလာသလားတဏှာကြီးကုံမြန်ငါယုံနာတဏှာကြီးသေးဖို့နီးလာတယ်မို့လားအဲ့တော့တဖြည်းဖြည်းတဲ့ပုံစံလေးတွေပြောင်းလဲပြီးလာလို့ရှိရင်အဲ့ဒါလေးတွေလှမ်းကြည့်နေလို့ရှိရင်ဒကာရမတွေလောကနေရထိုင်ရတာချမ်းသာပွဲရှိသလားဘဝအကြောင်းကိုတစိတသောဉာဏ်နဲ့သာလှမ်းကြည့်ကိုယ့်ရဲ့ဘဝဖြစ်စဉ်လေးကိုတဖြည်းဖြည်းရှိကိုသွားမဲ့လမ်းစဉ်ကြီးရတရိပ်နဲ့ရိပ်တရိပ်ဘာဖြစ်နေတဲ့ခန္ဓာကြီးရယွင်းရောပစ္စည်းပြီးလာရင်နဲ့ရှိကိုရက်တွေလာတွေနဲ့တွေမှာဘယ်လိုများနေသွားအောင်မလဲဒီသက်ဒီရွယ်မှာတောင်မှဒီလောက်ထိခန္ဓာကနှိမ့်ဆက်မှုများလာရင်ရှိမှကထားမရထိုင်မရသွားမရလာမရအချိန်တွေမရှိဘူးလားဒီနေ့တရားနာနိုင်သေးတယ်ဆရာတော်သံဃာတော်များကဘုရားကိုယ်ဆိုတဲ့အပြင်ဟောဘောညွှန်ပြတော်မူခဲ့လို့ခန္ဓာအကြောင်းတွေကိုတည်သစ္စာတရားတွေနာခွင့်ရနေတယ်ကိုယ်ခန္ဓာကိုယ်ထဲမှာရှိနေတဲ့ယုံနံတွေသိခွင့်ရနေတယ်နော်ဝိလူရင်းလေးလောက်ပြောနေတယ်အဲဒီတော့ယုံနံလို့ဆိုထားပြီနော်ဘာလို့ဆိုထားတယ်ခန္ဓာကိုယ်တစ်ခုလုံးဟာပုဂ္ဂိုလ်တ attva ရှာမတွေ့ပဲနဲ့ဘာတစ်ခုသာရှိတဲ့ယုံနံနှစ်ခုပဲသူရဲ့တတ္တိလေးတွေကနေ့စဉ်နေ့တိုင်းဘာဖြစ်နေတယ်အမြဲတမ်းဖောက်ပြန်ပစ္စည်းနေတယ်ဘာဖြစ်နေတဲ့မဖောက်ပြန်ပါစေနဲ့တားလို့ရသလားခန္ဓာရဲ့နင်းကိုတသက်လုံးကအစားကောင်းတောက်ကောင်းနေအဝတ်ကောင်းနေနဲ့ကြွေးခဲ့ပြီးနေခဲ့ပြီးတာကြီးနဲ့အသင်ကိုထားပါတယ်ငါအလိုလိုက်ပါနော်ငါချမ်းသာသာလေးနဲ့တရားလေးထိုင်ပါရသည်တရားလေးမှတ်ပါရသည်ကုသိုလ်တရားတွေများများလုပ်ခွင့်ပေးပါဦးလို့တားလို့ရသလားတရားနာရင်လည်းဖောက်လာတာပဲတရားထိုင်ရင်လည်းဖောက်လာတော့တာပဲသူ့သဘောသူဆောင်တာကိုသူ့သဘောသူဆောင်တယ်ကိုဖြစ်ခြင်းသလိုဖြစ်ပေးတဲ့အရှိများရှိသလားဒါကြောင့်သာလေခွင်းတို့တရားဓမ္မတွေလတ်တာတို့ဘိုင်းငင်တို့ပြောတာအရှိန်ရှိကလုံလာဆက်ကြခိုင်းလို့ရတော့မှခိုင်းထားကြနားလဲတယ်နော်သုံးလို့ကောင်းလို့မှသုံးထားကြတော့ကြရင်သုံးလို့မကောင်းတော့ဘူးဟိုအသက်ရွယ်ကြီးတဲ့ဒကာကြီးတွေဒကာမကြီးတွေအသက်80ကျော်ပြီဆိုရင်သုံးလို့ကောင်းသေးရဲ့လားသွားလို့လားလို့ထိုင်လို့ထားလို့အစင်းကိုမပြေတော့ဘူးအစင်မပြေတော့ဘူးထိုင်မှဟိုယန်တိယန်တန်ဖြစ်လာတယ်ထိုင်လည်းယန်တိယန်တန်ဖြစ်လာဟိုထိုးလဲတော့မယ်ပုံသဏ္ဍာန်ဖြစ်လာတယ်နော်သွားရင်နဲ့အမြင့်လို့နင်းလိုက်ပြအနေကိုသွားကြပြန်တယ်နေမှလည်းသတိမရတော့ဘူးမြင့်မှလည်းသတိမထားဖြစ်တော့ဘူးခန္ဓာကြီးဟာပုံစံတွေမပြောင်းလဲလာဘူးလားဘုသူရဲ့သဘာဝတရားခန္ဓာကိုယ်ကြီးရဲ့ဆိုးဝါးပုံတွေနော်ခန္ဓာရခြင်းရဲ့အပြည့်ဒါကြောင့်မြတ်စွာဘုရားရှင်ကခန္ဓာတမဒုက္ခနတ္ထိခန္ဓာဟာဒုက္ခလောမရှိဘူးတဲ့ခန္ဓာကြီးထဲမှာဒုက္ခဆိုတာရှာမတွေ့ဘူးတဲ့တွေ့ရဲ့လားဒီခန္ဓာကိုယ်ထမ်းထားရတာလောက်ပင်ပန်းခြင်းဟာလောကမှာဘာမှမရှိဘူးတဲ့အဲ့လိုက်ပြီနော်ညာအဘိနန္ဒသုဒ္ဓထဲမှာဘုရားကရှစ်သားတို့သင်တို့ယုတ်ခန္ဓာကိုယ်ကြီးကိုတွေ့တာကန့်ကြီးနေတဲ့ပုဂ္ဂိုလ်ဟာဒုက္ခကိုတောင်းလာနေတာပဲသင်တို့သည်ဟောဒီယုတ်ခန္ဓာကိုယ်ကြီးကိုမတောင်းမတပဲနဲ့တတိတံပယ်စဉ်ဉာဏ်ရှင်ပြီးသုံးသပ်ဆင်ခြင်အားထုတ်နေတဲ့ပုဂ္ဂိုလ်ဟာဒုက္ခကိုနှင်ထုတ်နေတဲ့ပုဂ္ဂိုလ်ပဲလမ်းနဲ့ပြောလိုက်တယ်နော်ဘေကဝေငါရှိသားယံတော်များတော်ဘေကဝေရှိသားจิตမိတို့ရူပယုတ်တရားကိုအဘိနန္ဒတိနှစ်သက်ဤ
သောတောပုဂ္ဂိုလ်သည်ဒုက္ခဆင်းရဲခြင်းတရားကိုအဘိနန္ဒတိနှစ်သက်သောပုဂ္ဂိုလ်ပဲจิตจิตမိတော်သင်တို့သည်ဟောဒီယုတ်ခန္ဓာကိုယ်ကြီးကိုတွေ့တာကန့်ညိပြီးတော့မခိုင်းရမစီရမသုံးရပါပဲနဲ့အလိုလိုက်ပြီးတော့တဏှအလိုလိုက်ပြီးတော့သူခိုင်းတာကိုလုပ်နေမယ်ဆိုရင်တဲ့ဒုက္ခကိုဘာလုပ်နေတာလက်ရခေါ်နေတာတောင်းတနေတာအမြဲမပြတ်လိုလားတောင်းတနေတယ်ဒါလို့ဆိုတယ်နော်ယောရူပယရဏနာဘိနန္တတိသောဒုက္ခနာဘိနန္တတိဘိခွေပိဋကလေးပါးจิตจิตမိသောရော့ခြင်းပုဂ္ဂိုလ်သည်ယူပါယနာ32ပါးသောကောဋ္ဌာ42ပါးသောကောဋ္ဌာတိဆောက်ထားတဲ့ဟောဒီခန္ဓာကိုယ်ဒီသောယုတ်အိမ်ကြီးကိုနာဘိနန္တတိမနှစ်သက်မတောင်းတာပဲနဲ့ကိုဖြစ်ချင်တဲ့ဓမ္မဆွမ်းအားကိုရအောင်ခိုင်းစေနေတယ်သုံးသပ်နေတယ်ဆင်ញင်နေတယ်အာထုနေတယ်သောတောပုဂ္ဂိုလ်သည်ဒုက္ခဆင်းရဲခြင်းတို့ကိုနာဘိနန္တတိမနှစ်သက်ပဲနှင်ထုတ်နေတဲ့ပုဂ္ဂိုလ်နဲ့တူတယ်ဘုရားရှင်ကဒုက္ခကိုနှင်ထုတ်ကြဒုက္ခကိုလက်သက်မမွေးထားကြနဲ့ဒီလိုပြောတယ်နော်ခန္ဓာကိုယ်ကြီးကိုမခိုင်းရဘူးလို့ဆိုရင်ဘယ်သူကိုနှိမ့်သက်နေတာဒုက္ခကိုနှိမ့်သက်နေတာခန္ဓာကိုနှိမ့်သက်နေတာပဲတဲ့ခန္ဓာကိုနှိမ့်သက်နေတဲ့ပုဂ္ဂိုလ်သည်ဘာကိုနှိမ့်သက်တယ်ဘဝကိုနှိမ့်သက်နေတယ်ဘဝကိုနှိမ့်သက်ရင်ဒုက္ခကိုနှိမ့်သက်တာပဲတဲ့ဒါဆိုရင်ဒီနေ့ဒုဒကာရမတွေခန္ဓာကိုယ်ကြီးကိုအပမဒဆိုတဲ့တတိလေးကပ်ပြီးတော့စောင့်ကြည့်နေသည်ရှိတော့ခန္ဓာကိုယ်ကြီးကချမ်းသာနေသလားဆင်းရဲနေသလားဆင်းရဲမှုကိုဆင်းရဲတဲ့အတိုင်းသိအောင်ကြိုးစားဖို့နားလဲတယ်နော်ဘုန်းကြီးတို့တရားဓမ္မတွေကဆင်းရဲရဲ့တိုင်းကိုဆင်းရဲခြင်းကိုဆင်းရဲတယ်လို့မသိလို့မိုက်နေတာမသိတော့မိုက်တယ်တဲ့သိရင်အမှောင်မှအလင်းတို့ရောက်လာမယ်တန္တရာလုံးလောကတစ်ချောင်းလုံးမှာလာပြည့်ညနဲ့လောက်ွယ်ညမှာဘယ်ညနဲ့အခြေကုန်လာခဲ့တယ်လောက်ွယ်ညဆိုတာအဝိဇ္ဇာဖုံးထားတဲ့ညအဝိဇ္ဇာဖုံးထားတဲ့အချိန်នេះအဝိဇ္ဇာတရားတွေကခန္ဓာရုပ်ကိုလည်းမသိနာမ်ကိုလည်းမသိအနိစ္စမသိဒုက္ခမသိအနတ္တမသိဒုက္ခသစ္စာကိုဒုက္ခသစ္စာလို့လည်းမသိဘူးသမုဒယသစ္စာကိုလည်းပယ်ရမှမသိဘူးမေဃသစ္စာပွားများရမှာကိုလည်းနားမလည်ဘူးនិရောဓသစ္စာကိုမျက်မှောက်ပြုအောင်အားထုတ်ရမယ်လို့လည်းကိုသဘောမပေါက်ဘူးအဲ့ဒါလို့နေမိနေရမနဲ့မိုးလင်းလာကြတဲ့ကတာယီသမီးစီးပွားရေးနိုင်ငံရေးလူမှုရေးဒီနဲ့ထပ်တယ်လဲရွဝဲနေမိနေရနေလာခဲ့တာကဲရစ်တီလာတဲ့နဲ့တဲ့ကိုဆိုးပြီးနောက်ဆုံးတာဘယ်သူနဲ့နီးလာခဲ့တယ်သင်မင်းနဲ့နီးလာတဲ့အချိန်မှကဲသင်မင်းနဲ့ရင်ဆိုင်လာတဲ့အချိန်မှသင်မင်းကိုထုတ်ပြနိုင်စေရကုသိုလ်ကံပါသလားမိလျော်နေခဲ့ပြီလို့ဘာဖြစ်နေပြီလို့မိလျော်နေပြီလို့ဘယ်ခါမှအကြောင်းသိရတယ်ဒီကနေ့ယောဂါကြီးဖြစ်စီတဲ့နေ့မမျော်လင့်မယောဂါကြီးတပုံကြီးဒိုင်းနဲ့ဝင်လိုက်ပြီဆိုမှဖြင့်ဩကိုကျိုးနေပါပေါ့လားငါဒီတောင်ကကြော်မှမဟုတ်တော့ဘူးကိုဘာဖြစ်လာလဲရင်ထဲမှာတလိုက်ဖြစ်ပါတယ်ဖြစ်ပေါ်လာအိုးဒီချိန်ကငါသားကြီးသမီးစီးပွားရေးနိုင်ငံရေးလူမှုရေးတွေနဲ့ဘဝကိုအချိန်ဖြုံးပြီးခဲ့တယ်ငါမှအားကိုးစရာမရှိပါလားတရားလေးမှတ်ကြည့်ပြန်လို့မှတ်ခွက်ကမထင်တော့ဘူးဝေဒနာကအနံယူလာတယ်ဒုက္ခဝေဒနာကလှင်ဟိုဘက်လှင်နေတဲ့စောင်းရင်လည်းမတောင်းဆောင်လို့မရတော့ဘူးဟောပဲလအိတ်လည်းနေလို့မရဖြစ်လာပြန်တယ်ဟိုဘက်လဲလိုက်ဒီဘက်လိမ့်လိုက်ဟိုဘက်လိမ့်ဒီဘက်လိမ့်တလိမ့်လိမ့်နဲ့ခန္ဓာကိုယ်ကြီးကိုပြောင်းပြန်လိမ့်ပဲတကူလုံးဘာဖြစ်နေပြီပါစကတေဇောတရဲ့လောင်ကျွမ်းမှုကြောင့်တကူလုံးဖောက်ပြန်ကုန်ပြီနော်ပါဠိတက်ကဖောက်ပြန်လို့ခန္ဓာတကူလုံးတစ်ခါတော့တောင့်သွားပြန်ပြီတင်းသွားပြန်ပြီတေဇောတရဲ့လွန်ကဲမှုကြောင့်ပူလိုက်တာတကူလုံးမှာပူလိုက်တာနေစရာမရှိခန္ဓာကိုချထားစရာမရှိလောက်အောင်ပူလာတဲ့ခန္ဓာဓာတ်နေနော်ခန္ဓာကြီးကကြောချစရာမရှိလောက်အောင်ပူလိုက်တာပူပန်များလောက်အရည်တွေကြွကြလာတဲ့ဘဝ
ခန္ဓာကြီးကြောက်เสียတော့ကောင်းတယ်နော်မာတရဲ့ဖောက်ပြန်မှုဒီဇောတဲ့လွန်ကန်းခြင်းကြောင့်အကြီးဒီကုန်လို့အသားတွေဆွေးကြတယ်ဒကမာကြီးတယောက်တနေ့ကတွေးခဲ့အသားတွေဆွေးကြနေပြီသမီးကလာအကြောင်းကြားတာဘုံဖေရတပည့်တော်အမေတရားတွေဟောပေးပါဦးဖေရနောက်ဆုံးချိန်ရောက်နေပြီဖေရကင်စာကြောင့်ဖေရကင်စာကြောင့်တင်သားမှာတင်ပါလေးမှာကင်စာကြောင့်ကင်အပွားသားတွေပွင့်ထွက်ကုန်ပြီဟိုကပေါက်ထွက်ဒီကပေါက်ထွက်ဩအဲ့ဒါမြင်ရတော့စိတ်ထဲမှာကိုလဲတနေ့ကျဘာယောဂဖြစ်လာအောင်မသိဘူးငါလည်းတနေ့နေ့မှဒီတစ်ခုခုတော့ဖြစ်လာလိမ့်မယ်ဘုန်းကြီးတို့တရားဓမ္မပေါင်းသူတော်ကောင်းတို့ဤဘဝကိုမိမိရဲ့ဘဝခန္ဓာကိုယ်ရဲ့ဖြစ်စဉ်ငယ်32ပါးသောဂေါဋ္ဌတာ42ပါးသောဂေါဋ္ဌတာတိဆောက်ထားသောခန္ဓာအင်ကြီးဒီအမြဲတမ်းပြည့်စည်နေပါလားဆိုတာမဖော်ပြဘူးလားခန္ဓာကမတည်သေးဘူးနော်ယုံနာကမချုပ်သေးဘူးခန္ဓာကိုယ်ကြီးကပေါက်ထွက်ကုန်ပြီအရေးကြီးတစည်းစီယိုစီးကုန်လာပြီကြည်စမ်းပါဦးအသက်က60ကျော်80ဝန်းကျင်ပဲရှိသေးတဲ့ပစ္စည်းဥစ္စာတွေကလည်းမတတ်နိုင်ဘူးဘယ်တော့ပဲကုပင်ကုညာတော်လဲဆရာဝန်တွေလက်နဲ့ချသွားချတယ်နော်ဘယ်သူလက်ထဲကိုအနံ့ထားရပြီအချိန်ကိုစောင့်နေရတော့တယ်ရောက်တော့ဒကမာကြီးဘယ်လိုတွေးတာလဲသက်သာရာရှိသလားစိတ်ထဲမှာလက်ဥတော်မရှိနိုင်တော့ဘူးပါဇက်ကတော့စကားပြောနိုင်သေးတယ်ဘုန်းဗျာတပည့်တော်ကဲပါရှင်ဘုရားမတပါတပည့်တော်ကဲမဲ့ပုဂ္ဂိုလ်မရှိဘူးဖေဟာအားကိုးလိုက်တယ်နော်ဘယ်သူကိုအားကိုးတဲ့ဘုန်းကြီးကိုအားကိုးတယ်သူတစ်ပါးကိုအားကိုးတယ်ဘုန်းကြီးကပြောတဲ့လက်ကလေးကပြီးတော့ဒကမာကြီးကျုပ်အားမကိုးနဲ့ကျုပ်ခန္ဓာကြီးလဲဒကမာကြီးခန္ဓာလို့အမြဲတမ်းဖောက်ပြန်ပစ္စည်းနေပါတယ်နော်အမြဲတမ်းပစ္စည်းနေတယ်အမြဲတမ်းဖောက်ပြန်နေတယ်အမြဲတမ်းယောဂါတွေနှိမ့်ဆက်ခံနေရပါတယ်ဒီခန္ဓာကိုယ်ကြီးကတော့အတူတူပါပဲဒကမာကြီးရဲ့တယောက်နဲ့တယောက်မတာကအတုဘကိုသတင်းလာမိတွေချတာပါအတုဘနဲ့မတာနဲ့အတုဘဒါပဲရှိပါတယ်ဟုတ်တယ်နော်ဘာနဲ့ပါရှိတဲ့အေးဒီတော့မှဆဲဆဲပုဂ္ဂိုလ်ကဘာခန္ဓာတို့အတုဘခန္ဓာကြီးမတာခံတာယာစရာမရှိတဲ့ခန္ဓာကြီးဟုတ်တယ်နော်လာမေးတဲ့ပုဂ္ဂိုလ်ကလည်းပဲတရားစရာမရှိတဲ့ခန္ဓာကြီးနော်နဲ့တဲ့ဘွယ်မရှိတဲ့ခန္ဓာကြီးနဲ့သွားပြီးတော့မေးနေရတာအရှင်းချင်းတေမဲ့ပုဂ္ဂိုလ်နဲ့နည်းနည်းကြာကြာလေးနေရမယ့်ပုဂ္ဂိုလ်နဲ့မြန်မြန်သွားမယ့်ပုဂ္ဂိုလ်ဒါပဲရှိတာကိုဒီနေ့တရားဟောနေတဲ့အရှင်နဲ့တရားနာနေကြတဲ့ဒုဒကာရမတွေထုံနေတူစွာပဲရှိကသွားမှနဲ့အစိမ့်နဲ့သွားစရန်ဆိုရင်တော့ဘသူကအရင်ရှိရသွားမယ်အေးဒကမကြီးတွေအရင်ရှိရသွားမယ်ဒကာကြီးတွေရှိရသွားမယ်ဘုန်းကြီးတို့နောက်ကလိုက်မယ်သို့တော့ကံတရားကစီမံရင်ကိုပြောလို့ရသလားကံဥလို့ရှင်အသက်ကြီးကြီးငယ်ငယ်မရွေးချယ်ဘူးနော်အလွန်ငယ်ငယ်သေးသိမ့်လှသွားသောပုဂ္ဂိုလ်တွေတည်တဲ့ပုဂ္ဂိုလ်တွေနည်းလားအများကြီးလားမမျောလင်းဘူးဗျာ13နှစ်အရွယ်လေးလူလေးတယောက်ယောက်ျားလေးမျိုးသားလေးတယောက်လီမိနေတာတွေ့ခဲ့တယ်73နှစ်အရွယ်လေးလီမိခံနေရတယ်အောက်ပိုင်းတည်းပိုင်းသေးနေတယ်ကြည်စမ်းပါဦးလူလို့ဖို့တော့မကြံသေးဘူးဘသူကအနံယူထားပြီသင်မင်းကအနံယူထားပြီအချိန်ပဲစောင့်နေရတော့တာပဲဘာကိုစောင့်နေရလဲစမ်းကြဲတယ်နော်အဲ့လိုမြောက်ဦးမှာအမျိုးသားတက္ကကြီးတယောက်ပစ္စည်းတွေရောင်းချထားတော့အဲ့ဒီရောင်းချထားတဲ့အကျွေးကိုသွားပြီးတော့အတောင်းအောင်သွားတာမှာချောင်းကဘာလေးမှာခဏလေးထိုင်ပြီးတော့လေကြုံလေးစောင့်နေတယ်ကတို့လေးစောင့်နေ
မမျော်လင့်ပဲနောက်ကလူတစ်ယောက်လာပြီးတော့နောက်ကကြောလာထိုးလိုက်တယ်ဒါနဲ့ဘာမှမသိလိုက်ဘူးထိုးလိုက်တဲ့ကမှာရှင်းချင်းသူအယိုးချမ်းကိုဝင်သွားတော့သူလိမ့်တဲ့တတိလက်ပြီးရှင်းချင်းမှောက်ကုန်လဲသွားဘယ်သူမှလည်းချလို့မရလိုက်သူကိုတတ်တဲ့ပုဂ္ဂိုလ်သူ့မှာရန်သူမရှိဘူးတဲ့သူကပြောတယ်တပည့်တော်မှာရန်သူမရှိဘူးခင်ဗျာမိသည့်ပုဂ္ဂိုလ်ပေါ်မှာတပည့်တော်အာဃာတတရားမရှိခဲ့ဘူးအေးအကျွေးဆိုတာမှီတဲ့နေမှာဆက်ရတာပေါ့လို့ဘုန်းကြီးကပြောလိုက်တယ်အကျွေးဆိုတာအဲ့ဒီမှာတန္တရာကိုလုံးလာခဲ့တဲ့အကုသိုလ်ကံတတိတရားကအချိန်ကျသွားတာနားလည်ပြီနော်အကုသိုလ်ကံတရားကအချိန်ကျသွားကြတာ42နှစ်အချိန်အသက်လေး42နှစ်အရွယ်မှကံကုန်သွားချအသက်တန်းကတော့ရှိနေပါရဲ့နောက်တဲ့နေ့တိုးပြီးနေရမယ့်ရက်တွေမရှိတော့ဘူးဒါကြောင့်မို့လို့ခန္ဓာကြီးဟာဒီနေ့ကျမ်းကျမ်းမာရှိလို့ခိုင်းလို့ကောင်းနေသေးတယ်ကောင်းခိုင်းထားကြနားလည်ပြီနော်ဘသူကနောက်ကတကားကောက်လိုက်နေတဲ့ကံတရားသိမင်းရဲ့ရန်သူတွေနော်ဘုန်းကြီးတို့လည်းဘယ်နာမှာဘယ်လိုနေရာမှာသွားပြီးတော့ခေါင်းဆိုင်ရမယ်ဆိုတာမသိရသေးဘူးရှင်းလားဘာကုံတဲ့နေ့မှာတော့ပင်လယ်မော်ထက်မှာလားကားပေါ်ထက်မှာလားလေရင်ထက်မှာလားနော်ယထာထက်မှာလားသိကြပေါက်သွားမှာပဲသို့တော့ခိုင်းလို့ရတော့မှခိုင်းထားရမယ်ခဏပြောခဲ့တဲ့လူသမီးကြီးအသက်60ကျော်ပဲရှိသေးတဲ့80ဝန်းကျင်ခန္ဓာကိုယ်ကအိုးပစ္စည်းဥစ္စာချမ်းသာလိုက်တာမပြောပါနဲ့ဒါပေမဲ့အဲ့ဒီပစ္စည်းဥစ္စာတွေကသူ့ဘဝကိုချမ်းသာအောင်စီစဉ်ပေးသလားမစီစဉ်ဘူးနော်အိယာဘော်ထဲမှာဘုံလဲလာတာ2နှစ်ဝန်းကျင်ရှိပါပြီတဲ့သူသမီးကဘုံမဗျာကြည့်ပါဦးတဲ့အင်ကြီးဒီနောက်ကျောတွေကိုလမ်းပြီးပြအတွင်းလိုက်ဖြစ်နေအခေါင်းတွေဖြစ်နေတယ်ကြည်စမ်းပါဦးမသေးခြင်းအရှင်ပုတ်နေတယ်အရှင်နဲ့လည်းဘာဖြစ်နေတယ်နော်ဘာရဲ့အပြစ်ဒဏ်တွေခန္ဓာရဲ့အပြစ်ဒဏ်တွေခန္ဓာရခြင်းရဲ့အပြစ်တွေကိုအဲ့ဒီချိန်မှာမင်းခန္ဓာလိုခြင်းအောင်မင်းတောင်းတခြင်းအောင်မင်းလည်းဒီလိုတနေ့သွားမှာကွကိုအမြဲတမ်းဆုံးမလိုက်ရနော်ပြီးတော့ဘုန်းကြီးတို့တရားဓမ္မတွေစကားတွေပြောနေဘုန်းကြီးစိတ်ထဲမှာစကားတွေအားရပါပြောနေသေးတယ်ခန္ဓာကြီးကတော့ဘာဖြစ်နေသူဟာဟိုကပေါက်ထွက်ဒီကပေါက်ထွက်အိုးပြေတစီယိုစီးကုန်ပြီတကယ်လို့မှကောင်းတာဆိုတာဘာမှမရှိတော့ဘူးအပုံနာနေလှိုင်လှိုင်ထွက်လာတယ်ကြည်စမ်းရင်းနေခဏနာအုံလာတော့ခဏနာရှင်အောင်ချပေးထားရတယ်ဘသူနဲ့နီးလာတဲ့အချိန်ဒါကြောင့်အဲ့ဒီသိမင်းနဲ့နီးစပ်သွားပြီလို့ဆိုရင်တရားတွေအားထုတ်ခြင်းနဲ့ရပါဦးမလားတရားမှတ်ခြင်းနဲ့လွယ်ပါဦးမလားကြိုတင်ပြီးတော့သီးခံသွားခန္ဓာသဘောလေးကိုသုံးသပ်ဆင်ခြင်မှုခန္ဓာကိုယ်ထဲမှာထင်ရှားရှိသောယုံနာသဘာဝတရားတို့ရဲ့တကယ်အနိစ္စလက္ခဏာဓာတ်ကိုမြင်အောင်မကြိုးစားထားဘူးဒုက္ခလက္ခဏာဉာဏ်ဓာတ်ကလေးထင်ရှားအောင်စူးစိုက်ပြီးမတွေ့ထားသေးဘူးအနတ္တလက္ခဏာမဆိုင်ထားသေးဘူးလို့ဆိုရင်ခန္ဓာကိုယ်ကြီးနဲ့ပတ်သက်လာတော့သိခံနိုင်ပါမလားအာကျေဘို့ဘက်လိမ့်လိုက်ဒီဘက်လိမ့်လိုက်အဲ့ဒီတော့ကိုကတရားစကားလေးပြောတယ်ဒကမာကြီးဝေဒနာကမ္မထမှတ်ပေါ့ခန္ဓာကိုယ်ရဲ့အရှိဟုတ်လားခန္ဓာတွင်မှာရှိနေတဲ့တရားကိုဉာဏ်ဖြင့်သာကြည့်ပေးပါတော့ဘုန်းကြီးကလည်းအာမကိုရဘူးမိသည့်ပုဂ္ဂိုလ်ကမှအာကိုစရာလိုက်မရှာပါနဲ့တရားဘာနဘာလောကမှာအာကိုရမရှိဘူးဘုရားကဓမ္မဂရုဘိကဝေတတကတောဓမ္မဂရဝောမြတ်စွာဘုရားရှင်ကတရားတော်ကိုအာကိုကြ
မိခိုကြအားထားကြအာကိုရာရှိပြီးတော့နေကြအာကိုရာမဲ့ပြီးမနေကြနဲ့သာနာတာဘိကဝေဝိရဓမ္မအနာထစေတစေတမိတို့အာကိုရာတွေရှိပြီးတော့နေကြကုန်လောအာကိုရာမရှိပဲမနေကြပါကုန်လေတကယ်လို့တရားသီတို့ဉာဏ်တို့ရအောင်မကြိုးစားမှထုတ်ပါပဲနဲ့နေမိနေရနေမိမယ်ဆိုရင်အာကိုရာမဲ့ပြီးတော့သေဂာနိကဏခန္ဓာကိုယ်ထဲမှာယောဂဝိနာကြီးတပုံကြီးဖြစ်ပေါ်လာတဲ့အချိန်မှာဝမ်းနဲ့ကြည်ကွဲပြီးတော့နောက်ဆုံးမှသေမင်းလေးတဲ့ကိုအနန္တအခြေကုသိုလ်တွေမရှိဘဲနဲ့သေတော်သွားလေတော့ဘုန်းတို့တရားဓမ္မတွေတဏ္ဍာကြီးမြုပ်မှလားပေါ်မှလားမြုပ်သွားမှာနော်ကုသိုလ်မရှိဘဲနဲ့သေတော်သွားတဲ့ပုဂ္ဂိုလ်များဘဝဟာမြုပ်မှလားပေါ်မှလားမြုပ်သွားမယ်ဘာအာယုံရောက်မြုပ်သွားတယ်လဲမေးရင်တရားအသိကင်းသောအာယုံလောဘတွေနဲ့မကြည်မနဲ့နှလုံးမသားရသောဒေါသတွေနဲ့ဒီမကောင်းဖြစ်လာတော့ကိုယ်ဝေဒနာကများလာတာကိုဝေဒနာကလွန်ခဲ့တော့ဝေဒနာကိုသိမခံနိုင်ဘူးသိမခံနိုင်ရမလားငါအနာမှာစောင်းချောင်းမဲ့ပုဂ္ဂိုလ်မရှိတော့ဘူးလို့အနာမှာသားသမီးတွေဆွေမျိုးတွေကိုစိတ်ဆိုးလာတယ်တသက်လုံးမှာငါကြွေးတာမွေးတာငါပစ္စည်းဥစ္စာတွေသူတို့ယူမဲ့စားကြမဲ့တောက်ကြမဲ့ငါကြအရေးမထားတော့ဘူးအရေးမစိုက်ကြဘူးလို့နှလုံးမသားသောစိတ်ကဟောအာကြောင့်ဤသောမနတိကာရလေးဖြစ်ပြီးနှလုံးသားထဲမှာဒေါမနတာဖြစ်နေတယ်မကြည်နဲ့စိတ်ဖြစ်နေတယ်အဲ့ဒီမကြည်နဲ့ဒေါမနတာအာယုထက်ကြဘာဖြစ်ရဒေါသကာမဘဝပစ္စယဒုက္ခတိဘောအဂတိတဲ့အဲ့ဒီဒုက္ခတိဘဝရောက်သွားခြင်းသည်ဘာကိုမသိလို့ခန္ဓာကိုယ်ထဲမှာထင်ရှားရှိနေတဲ့ယုံ nant တို့ရဲ့အနိစ္စလက္ခဏာကိုအမှန်မသိဟုတ်တယ်လားခန္ဓာကိုယ်ထဲမှာတကယ်ထင်ရှားရှိနေတဲ့ယုတ်အစုနာအစုယုံ nant အစုယုံ nant ပရမတ်အဆက်ပရမတ်ဓာတ်တန်လေးပေါ်မှာထိုးထွင်းကွင်းကွင်းလှမ်းပြီးတော့မမြင်သေးတဲ့မြတ်ကာလပတ်လုံးယဟန်ပဲဖြစ်ဖြစ်လူပဲဖြစ်ဖြစ်ဘုန်းကြီးတို့တရားဓမ္မပေါသူတော်ကောင်းတို့ဤဝမ်းနေမှလားဝမ်းသာမှလားဝမ်းနေနေကြရတယ်ခါတော့ကကြောင်းတစ်ကြောင်းရောက်သွားချဆရာတော်ကြီးတပါတက်တော်ကြီးဆရာတော်ကြီးတပါနေမကောင်းဘူးတဲ့ဓမ္မကြီးတရားကိုအကြောင်းရင်းခံပြီးတော့ကြွဖြစ်ခဲ့တယ်ဓမ္မကြီးတရားကတပည့်တော်ငယ်တုန်းကပဲတောင်းတင်ပြသပေးခဲ့တဲ့ဆရာတော်ကြီးဖေဟာတတော်က80ကျော်ပြီဖေရအေးရပေါ့ထားလို့မရတော့ဘူးဆရာတော်ဖူးလိုက်မလားအေးအဲ့လိုတက်တော်ရှိပုဂ္ဂိုလ်တွေသွားပြီးတော့ဖူးကျင်တာပေါ့တွေ့ကျင်တယ်ဆရာတော်ဖရာကြီးများနဲ့တွေ့ရင်စကားလေးတွေများများပြောခွင့်ရတာပေါ့တရားစကားလေးနားထောင်ခွင့်ရတာပေါ့လိုက်သွားဆရာတော်ကြီးအေးရပေါ့တဲ့ဘုံဘုံလဲနေတယ်ထားမရတော့ဘူးလမ်းကြည့်တဲ့ဘယ်ကလဲတရားလာပြဖို့ရောက်လာပါတယ်ဗျာတရားဟောဖို့ကျုပ်တရားဟောပေးပါဦးကျုပ်တရားဟောပေးပါဦးဆရာတော်ဗျာဆရာတော်သင်ခဲ့တဲ့ပရိယတ္တိဓမ္မတွေရှိတယ်မို့လားဗျာအဲ့ဒီပရိယတ္တိဓမ္မတွေတရားပေါ့ဗျာခန္ဓာကိုယ်ထဲမှာဆရာတော်ရှိနေတဲ့တရားအသီးတွေအဲ့ဒါတွေပြန်ပြီးခန္ဓာကြည့်တာပေါ့ဗျာအဲ့ဒါကိုမဆိုလိုဘူးစာအုပ်ကတရားစာသည်တရားမဟုတ်ဘူးငါရှင်တပည့်တော်ကိုတရားဟောပါအာကိုရာဖြစ်ရှိပါစေတပည့်တော်အာကိုရာမရှိအတင်းလက်ကိုလန်းဆွဲတဲ့လန်းဆွဲတော့ဘုန်းကြီးကလက်ကလေးလန်းပေးလိုက်တယ်အနာမှာကရင်ပေါ်ထက်ထိုင်ခိုင်းတဲ့ဗာတရားတွေဟောလဲတပည့်တော်ခန္ဓာတရားကိုဟောပါတယ်ဗျာဤကောင်းတယ်ခန္ဓာမှာဘာတွေဟောတာလဲဘုန်းကြီးကပြောပြတဲ့ခန္ဓာမှာခန္ဓာ၅ပါးကိုချပြတယ်ဆရာတော်တို့တပည့်တော်တို့ခန္ဓာကိုယ်ကြီး၅ပါးရှိတယ်မို့လားဗျာဤဟုတ်တယ်အဲ့ဒီခန္ဓာ၅ပါးမှာဗျာရူပခန္ဓာရှိတယ်ဗျာနော်ရူပခန္ဓာဆိုတာဘာလဲဘာပြောလဲ
မေးတဲ့ရှင်ဘုရားဖောက်ပြန်နေတယ်ဖေရဆရာတော်ကိုခန္ဓာကိုယ်ကြီးကအိတ်နေတဲ့အချိန်မှာကြိုးတွေကမပူနေဘူးလားဖေရအာပူတာပေါ့ငါချင်းနေမရထိုင်မရပူတဲ့အောင်းလိုက်တာနေမရထိုင်မရရင်တောင်မောလာတဲ့ဆရာတော်ဖေရအဲ့ဒါရုပ်တရားပေါ့ဖေရအော်အဲ့ဒါရုပ်လို့ခေါ်လားဟုတ်တယ်ဖေရအဲ့ဒီဘုရားရှင်ကရူပံဝိပိနာမလက္ခဏံအနိစ္စတောဗဇာနာတိဘုရားဒီလိုဟောတယ်ဘုရားရှစ်သားယံတို့ရုပ်တရားဖောက်ပြန်နေတဲ့အဲ့ဒီဖောက်ပြန်နေတဲ့ရုပ်တရားရဲ့မမြဲခြင်းလက္ခဏာဓာတ်ကိုဉာဏ်မှာကပ်ပြီးတော့မြင်ပါစေခန္ဓာအရှိကိုကိုယ်ပိုင်ဉာဏ်ဖြင့်လှမ်းကြည့်ပေးရပါတယ်ဗျာခန္ဓာကိုယ်ထဲမှာထင်ရှားရှိနေတဲ့ပရမတ်အစက်ဓာတ်ကိုထိုးထွင်းဉာဏ်ဖြင့်ထင်ရှားသိလာအောင်ထင်ရှားရှိတဲ့ယုံနံအစဉ်ကိုထင်ရှားသိဖို့လိုအပ်ပါတယ်ဗျာထင်ရှားရှိတဲ့ယုံနံအစဉ်ကိုထင်ရှားသိအောင်ကြိုးစားရပါတယ်ဗျာပြောပါဦးအဲ့ဒါယုတ်တရားရဲ့ဖောက်ပြန်နေပြောင်းလဲသွားတာလေးတွေချုပ်ပြောင်းနေတာလေးတွေအဲ့ဒီဝေဒနာခံစားတဲ့နေရာမှာတတိနဲ့ထောက်ပါဖေရဆရာတော်အလွန်ပူးနေတဲ့နေရာစီကိုစိတ်ကလှမ်းညွှတ်လိုက်ပါဖေရလှမ်းညွှတ်တော့အမျက်ခံဖြစ်တဲ့အဲ့ဒီဖောက်ပြန်တဲ့နေရာကိုကြည့်တဲ့အခါရင်မမောပါနဲ့ဖေရလေးလေးကိုစိတ်ကိုကိုရောစိတ်ရောချောပြီးတော့ရှမ်းသာသောအာယုံပဲလှမ်းကြည့်တော့ဆရာတော်ဖောက်ပြန်တဲ့အာယုံတက်ကလေးတွေဟာရုပ်တက်ကလစည်းလို့သည်စက္ကန့်နဲ့ချုပ်ပြောင်းနေတယ်ဗျာပစ္စည်းနေတယ်အဲ့ဒီပစ္စည်းတဲ့သဘောတက်ကလေးကိုညံနဲ့လှမ်းပြီးတော့ကြည့်ပေးပါလားဗျာအဲ့ဒီခံစားတဲ့ဝေဒနာဗျာရုပ်ကဖောက်ပြန်လို့လှမ်းပြီးတော့ခံစားနေတယ်ပြင်းပြင်းထန်ထန်ကြီးပင်ပန်းကြီးခံစားနေရတယ်အဲ့ဒီပြင်းထန်သောခံစားမှုဝေဒနာဓာတ်ပေါ်မှာဉာဏ်နဲ့ကပ်ပြီးကြည့်ပေးပါဗျာအလွန်နာကျင်ကြိုက်ခဲအောင်းနေတဲ့နေရာလေးမှာတတိကကျအဲ့ဒီခံစားမှုအာယုန်ဓာတ်ကလေးတို့သည်စက္ကန့်နဲ့ဖြစ်ချင်းသဘောလေးရှိနေဖြစ်လိုက်ပေါ်လိုက်ပြနေတဲ့သဘောကိုကြည့်ပေးပါဗျာလှမ်းမှတ်သားနေတဲ့သင်ညာရဲ့ဖြစ်ပစ္စည်းနေတဲ့ဗျာပြုပြင်နေရတဲ့သင်္ခါရဖြစ်ပစ္စည်းနေတဲ့ဗျာလမ်းသိတဲ့ဝိညာဉ်နဲ့ခန္ဓာဓာတ်ပစ္စည်းဖြစ်ပစ္စည်းနေတဲ့ဘုရားလို့ပြောလိုက်တော့ငါရှင်ရဲ့တဲ့တပည့်တော်စာတတ်ပါတယ်တပည့်တော်ဓမ္မစရိယာမှာသိတော်မဏိဒီကဘာနကအောင်ထားတဲ့ပုဂ္ဂိုလ်ပါဒါပေမဲ့အရှင်ဘုရားပြောသလိုတပည့်တော်ခန္ဓာကိုယ်ကိုတစ်ခါမှမကြည့်ဘူးခဲ့ဘူးတခါမှမသုံးတတ်ဘူးစာသာရွတ်ပြီးနေလာခဲ့တယ်မျက်ရည်ကျလာတယ်စတော်ကြီးမျက်ရည်ကျတယ်ထပ်ဟောပေးပါဦးဘုန်းကြီးကဖောက်ပြန်ခံစားနေရတဲ့အဲ့ဒီနေရသဘောဖြစ်ပြီးပြည့်စုံသဘောကိုသစ္စာအာယုံဖြင့်အဲ့ဒီသဘောဖြစ်ချင်းပြည့်ချင်းသဘောတက်ကလေးဆရာတော်ဖြစ်ပြီးပြည့်စည်နေခြင်းကြောင့်ဒုက္ခသစ္စာဘုရားအဲ့ဒီလှမ်းပြီးတော့မြင်နေတဲ့ဉာဏ်လေးကမက်ကဘုရားဒုက္ခနဲ့မက်ကဒီနှစ်ခုသာဆရာတော်တွဲနေရင်ကိစ္စပြီးမှာပါဖေဟာဒီနှစ်ခုသာမြောင်သည်သမုဒ္ဒရာလည်းသိပဲအောင်မကြိုးစားနဲ့ဖေဟာသူ့ဟာသူပယ်သွားလိမ့်မယ်နိရောဓသစ္စာရဖို့လဲဆရာတော်စိတ်မှာမပေါ်နဲ့ဖေဟာကိုယ်အလုံးမဟုတ်ဘူးနိရောဓအလုံးဟာဆရာတော်အလုံးမဟုတ်အေးခန္ဓာဒုက္ခနဲ့မက်ကနဲ့မြင်အောင်သာခန္ဓာကိုယ်ကထင်ရှားရှိတဲ့ယုံနံဓာတ်တို့အပေါ်မှာထင်ရှားသိအောင်လားကြိုးစားပေးပါတရားဓမ္မကြီးနားလဲတယ်နော်ဘာကိုသိအောင်ကြိုးစားရမလဲထင်ရှားရှိသောယုံနံအစဉ်ကိုထင်ရှားသိအောင်ကြိုးစားပါအော်ဖို့ကောင်းတယ်အဲ့ဒါလို့ခဏနေပါဦးမသွားပါနဲ့တပည့်တော်ကြည်ပေးပါရစေအောင်ကြည်တယ်ဗျာကြည်တယ်အိုးပထမတော့သူကရှုံမဲပြီးဖြစ်လာတဲ့ခန္ဓာကိုယ်ကြီးဘုန်းကြီးကဆရာတော်စိတ်ကိုတင်းမထားနဲ့ဖေရစိတ်ကလေးနည်းနည်းချော့ပေးဖေရစိတ်ကိုချော့ပေးလိုက်ဖေရဆရာတော်အာယုံကအဲ့ဒီဝေဒနာစီကိုတပြုံလုံးအမထားနဲ့ဖေရဝေဒနာနေရာကိုဆရာတော်တကူလုံးအာယုံညှပ်ပြီးမထားလိုက်နဲ့ဖေရ
သက်ကောင်းသက်သာလေးပဲလှမ်းပြီးတော့ဒါကြည်ယုံလေးပါဖေဟာရိုးရိုးလေးလှမ်းပြီးတော့ကြည်ပါဖေဟာအားဆိုင်ပြီးမကြည်ပါနဲ့ဖေဟာဆိုဟောလမ်းလာတဲ့အဲ့ဒါလိုပြောရင်လမ်းလာရင်နဲ့မှတ်ရင်နဲ့မှတ်ွက်ကထင်ရှားတော့အဲ့ဒီသဘောလေးကိုဘုန်းကြီးကလည်းဆရာတော်ရဲ့အာယုန်နဲ့ကိုလှမ်းလို့ကြည့်ပြီးအဲ့ဒီသဘောလက္ခဏာကိုထင်အောင်ကြည့်ဖေဟာဖြစ်ချင်းသဘောပြည့်ချင်းသဘောလက္ခဏာတွေချုပ်ပြောင်းနေတဲ့သဘောလက္ခဏာလေးကိုကြည်ပေးပါဖေဟာကြည်ပေးပါဖေဟာဆိုတော့တရားဓမ္မတွေဘာပြောလဲဆိုတော့15မိနစ်လောက်သို့မှတ်ပြတော့မျက်စိတွေဖွင့်ကြည်လင်ပြီးတော့ဘုန်းကြီးကိုအတွင်းလက်ကိုဖက်ပြီးတော့ကျေးဇူးရှင်ကြီးရဲ့တဲ့ကျေးဇူးရှိလိုက်တာခုမှတပည့်တော်တရားသဘောပေါက်တော့တယ်တပည့်တော်အပေတကားပိတ်သွားပြီဟာကြည်စမ်းညာလိုက်တာနော်ဟာတကားပိတ်သွားတယ်တဲ့ငါချင်းကျေးဇူးကြောင့်အပေတကားပိတ်တယ်အနားမှာခေါ်လာတဲ့ဒကမာကြီးကိုဘုန်းကြီးရဟန်းဒကမာကြီးခေါ်တယ်နင်သိကျေးဇူးတင်တယ်ဟဲ့နင်ကျေးဇူးကိုငါဆက်လို့ကိုမမဟုတ်ဘူးဒီဘုန်းကြီးကိုငါမသိသေးရင်နောက်ရင်များမှခေါ်ခဲ့ပေးပါဦးဘုန်းကြီးကဘာပြောတယ်လဲဆိုတော့တပည့်တော်ဟိုမှာတက်တာဟိုမှာဗီဒီယိုထဲမှာသင်္ကန်းဒီအစုံတရားရောရှိတယ်အားလုံးယူသွားလိုက်ပါခင်ဗျာလူပါတယ်တပည့်တော်မှာရှိတဲ့ပစ္စည်းဒီပစ္စည်းအားလုံးအရှင်ဘုရားယူသွားပါတော့ဘုန်းကြီးကပြောတယ်တပည့်တော်ကတပိတ်တစ်လုံးသင်္ကန်းသုံးထည်ပဲယူလာတယ်ဘုရားအပိုမယူဘူးဘုရားအပိုမယူဘူးဘုရားလေးတယ်ဘုရားတပည့်တော်ပေါ်ပါနေတတ်တယ်ဘုရားအဲ့လိုပြောလိုက်တော့မှဩဒီလိုနေလာခဲ့သလားတဲ့တပည့်တော်နေကျင်လိုက်တာရှင်ဘုရားလို့နေကျင်တဲ့တော့လည်းတပည့်တော်နေလို့မရတော့အချိန်မရှိတော့ဘူးဟုတ်တယ်အဲ့ဒီညနေဆရာတော်ကြီးပြန်တော်မူခဲ့တဲ့ခါမှာပြန်တော်မူတယ်ဆိုတဲ့သတင်းကြားတော့ဘုန်းကြီးတရားဝဲကိုရတတ်ညနေ10 နာရီလောက်မှတခါလိုက်သွားမျက်နှာသွားကြည့်တယ်ကြည်လင်ပြီးတော့ရွှင်းသွားကြညာဘက်ခက်ဆောင်းလေးပြန်တော်မူသွားကြအရှိန်မီသွားချတယ်ဒါမီသွားချတယ်ဒါကြောင့်မလို့တရားဓမ္မတွေအသက်ကြီးတာအသက်ငယ်တာဗราဏမဟုတ်ဘူးနော်ဘယ်ရှိမှအဖော်ကောင်းလူအပ်တဲ့အေးဒီကံဒီမှနေမကောင်းဖြစ်တဲ့အရှိန်မှမိကောင်းဆွေကောင်းတွေသိလိုအပ်သွားတယ်ဘာကိုသိဖို့အတွင်ခန္ဓာထဲမှာထင်ရှားရှိတဲ့ယုံနံအစဉ်ကိုထင်ရှားသိအောင်ညွှန်ပေးဖို့လိုအပ်တယ်ဟုတ်တယ်နော်မဟုတ်ရင်ဘုန်းကြီးတို့တရားဓမ္မတွေကထင်ရှားရှိနေပါလေကနဲ့မမြင်နိုင်ဘူးမတွေ့ဘူးတန်တတိစင်ကဖုံးနေတာဟုတ်တယ်နော်တန်တတိတက်တဲ့ပုံနေတဲ့ယောဂဖြစ်လာပြီးယောဂဝေဒနာပညာကလာဖုံးတယ်ပညာဖုံးတော့တဏှာကလာကပ်ရောသောကတွေဝင်ပြီးပရိဒေဝတွေဝင်ပြီးဒုက္ခတွေဒေါမဥပါယတာတွေဖြစ်ပြီးခန္ဓာပိမှန်လုံးလို့ပိမှခန္ဓာလှိမ့်မရဟိုဘက်လှိမ့်လိုက်ဒီဘက်လည်းဖြစ်ပြီးအဲ့ဒီခါအဖော်ကောင်းတာမရလိုက်ဘူးလို့ဆိုရင်ပြောခဲ့ပြီးပြီဘာကိုမသိရင်ထင်ရှားရှိတဲ့ယုံနံအစဉ်ကိုထင်ရှားမသိလိုက်ဘူးဆိုရင်ကဲပြုံးသေးမှလားမဲသေးမှလားဒါကြောင့်မို့လို့အားလုံးမိဘညီကိုမောင်နှမမိသားစုလို့သဘောထားပါတယ်တရားဓမ္မတွေဒုက္ခနာကိုယ်ထဲမှာထင်ရှားရှိတဲ့ဘာကိုသိဖို့လိုတဲ့ယုံနံနားပြီနော်နားလဲတယ်နော်ယုတ်ဆိုတာတကူလုံးမှာဖြစ်နေတဲ့ဖောက်ပြန်ပစ္စည်းနေတဲ့ဖောက်ပြန်နေတဲ့နေရာလေးကိုနံကလှမ်းပြီးမခံစားဘူးလားခံစားနေတာကဝေဒနာလေခံစားတာကဝေဒနာဆိုတာယုတ်လားနံလားတင်ညာကောနံသင်္ခါရကလည်းအဲ့ဒီနေရာမှာဝေဒနာတင်ညာသင်္ခါရသုံးလုံးကစေတသိက်ကလေးတွေစွမ်းအားလေးတွေသူကစေတသိက်စွမ်းအားလေးတွေဝိညာဉ်ဆိုတာကစိတ်ဟုတ်တယ်နော်စေတသိက်ကတွန်းပေးနေတဲ့အခါမှာစိတ်ပိုင်းဆိုင်ရာကထင်ရှားမသိလာဘူးလားဒါဆိုရင်အဲ့ဒီစိတ်နဲ့စေတသိက်ဒီဘယ်သူနဲ့အဖော်လို့ရမှာလဲမေးရင်ဉာဏ်ဘာဖော်လို့ရမလဲဝိပဿနာဆိုတဲ့အသိဉာဏ်ပညာဆိုတဲ့ထိုးထွင်းကြည်တတ်တဲ့ဉာဏ်တဲ့ကလေးအဖော်လုပ်ပြီးတော့ခန္ဓာကိုယ်ထဲမှာထင်ရှားရှိတဲ့ယုံနံအစဉ်ကိုထင်ရှားသိအောင်လမ်းကြည့်လိုက်သည်ရှိတော့ကဲမပေါ်နေဘူးလားမ
အခုတရားဓမ္မတွေခန္ဓာကမပြနေဘူးလားပြတဲ့နေရာကိုဘာနဲ့ကြည့်ရှစ်အာယုံလေးတွေပြောင်းလဲနေတာကိုနောက်ဉာဏ်ကထပ်ဆင်မကြည့်ပေးရဘူးလားလှမ်းပြီးတော့ကြည့်ပေးနေတဲ့အချိန်မှာအကုသိုလ်တွေငြိမ့်နေပါတယ်အနိင်္ဂနသုတ်တော်ထဲမှာရှင်သာရိပုတ္တရာကိုအရှင်မောက္ကလန်ကမေးတယ်ငါရှင်မောက္ကလန်တဲ့ကိုယ်တဏ္ဍာနဲ့မှာအညစ်အကြေးရှိပါလေရဲ့ရှိတာကိုမသိတဲ့ပုဂ္ဂိုလ်တစ်မျိုးအညစ်အကြေးမရှိတာကိုမရှိမှသိတဲ့ပုဂ္ဂိုလ်တစ်မျိုးအဲ့ဒီပုဂ္ဂိုလ်မှာဘယ်ပုဂ္ဂိုလ်ကောင်းဆုံးလို့ခေါ်မလို့လို့မေးတော့ငါရှင်သာရိပုတ္တရာအညစ်အကြေးရှိတာကိုရှိမှသိတဲ့ပုဂ္ဂိုလ်ဟာအမျက်ဆုံးပုဂ္ဂိုလ်ပေါ့အညစ်အကြေးရှိပါလေရှိမှမသိတဲ့ပုဂ္ဂိုလ်ဟာလူမိုက်ပေါ့ဒါဆိုရင်ကဲရှင်သာရိပုတ္တရာရှင်မောက္ကလန်ပြောတဲ့စကားလုံးနဲ့ကိုကြည့်လိုက်တဲ့ခါမှာတရားဓမ္မတွေခန္ဓာရဲ့ထင်ရှားရှိတဲ့ယုတ်နံဓမ္မသင်္ခါရတရားတို့ဤဖောက်ပြန်နေတဲ့သဘောဓာတ်ကိုလှမ်းပြီးတော့ကြည်တိုင်းမှာအကြည့်ခံသဘောလေးတို့သည်မြဲတာတွေ့သလားမမြဲတာတွေ့သလားမမြဲတဲ့နေရာကိုလှမ်းပြီးတော့ခံစားနေတဲ့စိတ်သည်ချမ်းသာနေသလားဆင်းရဲနေသလားမမြဲဆင်းရဲမှုသဘောဟာကိုယ်သဘောလားသူ့သဘောလားဩဒါဆိုရင်ဒုဒကာရမမြတ်တဏ္ဍာထဲမှာအနိစ္စလက္ခဏာဉာဏ်လေးတွေဒုက္ခလက္ခဏာဉာဏ်လေးတွေအနတ္တလက္ခဏာဉာဏ်လေးတွေအဲ့ဒီဉာဏ်စွမ်းအားကလှမ်းပြီးတော့ကြည်နေတဲ့ခဏမှာလောဘဒေါသမောဟဆိုတဲ့အကုသိုလ်ဓာတ်တွေပေါ်မပေါ်အကုသိုလ်ဓာတ်တွေငြိမ့်မငြိမ့်ဒါတို့လောဘတွေတရင်ကဒေါသမောဟတွေတရင်ကငြိမ့်တာကိုငြိမ့်မှသိခြင်းကြောင့်အဲ့ဒီပုဂ္ဂိုလ်ဘုရားကရှင်သာရိပုတ္တရာကဘာပြောတယ်မြင့်မြတ်တဲ့ပုဂ္ဂိုလ်ရဲ့စိတ်ထားဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ရဲ့စိတ်ထားဉာဏ်ရှိတဲ့ပုဂ္ဂိုလ်တို့သည်အငြိကြီးမရှိတာကိုမရှိမှန်သိအောင်ကြိုးစားတယ်လွတ်ထွက်အောင်ကြိုးစားတယ်မရှိခြင်းတရားကိုမရှိခြင်းတရားนี่ကိန်းအောင်ကြိုးစားချတယ်ဩနေသဒုက္ခအတ္တဆိုတာတကယ်မရှိပါလားငါခန္ဓာကိုယ်ထဲမှာတစ်ချိန်လုံးကနေသဒုက္ခအတ္တလို့ရှိခဲ့တယ်ဒါပေမဲ့ဉာဏ်နဲ့နေသဆိုတာမင်းမြန်ခြင်းမရှိတော့ဘူးချမ်းသာခြင်းဆိုတာတစ်စက်ကလေးမှမရှိပါလားကိုယ်ပိုင်ကိုယ်အတ္တဘယ်မှာလဲလို့အဲ့ဒါလို့မရှိတာကိုမရှိမှန်းသိတတ်တဲ့အချိန်မှာအမှားတွေပါဖြစ်မပြောက်ဘူးလားအမှန်မရောက်ဘူးလားဘာဖြစ်လို့အမှားပြောက်ပြီးအမှန်ရောက်သွားတယ်လဲမေးရင်လူရင်းလေးခဏလေးခေါင်းစည်းလေးပြောလိုက်ပါဘယ်လိုတဲ့ခန္ဓာယုံနံအရှိကိုယုံနံအရှိပေါ်မှာထင်ရှားရှိတဲ့ယုံနံရဲ့သဘောကိုထင်ရှားသိအောင်ကြိုးစားနေခြင်းကြောင့်ဘာဖြစ်တယ်မရှိတာကိုမရှိမှန်သိတယ်အရှိကိုအရှိမှန်သိတယ်အမှားကိုအမှန်မှန်သိတယ်အမှန်ကိုအမှန်မှန်သိတယ်အမှားကိုအမှန်ဖြင့်လက်မခံတော့ဘူးအမှန်လမ်းမဘောကိုမက်ကင်လမ်းမဘောလျှောက်လန်းသွားခြင်းကိုအလိုချီးခြင်းကြောင့်ဒီပုဂ္ဂိုလ်ရဲ့လမ်းသည်မဖြောင့်သွားဘူးလားဒါကြောင့်မလို့တို့တရားဓမ္မများတဏ္ဍာမှာလည်းပဲရှိရှိအရိယာသူတော်ကောင်းကြီးများတို့သည်ခန္ဓာကိုယ်ထဲမှာထင်ရှားရှိတဲ့ယုံနံအစဉ်တို့ဤသဘာဝပြောင်းလဲမှုတရားကိုထင်ရှားသိအောင်ထင်ရှားကြည့်ပါထင်ရှားသိအောင်ထင်ရှားကြည့်ပေးပါနားလည်ပြီနော်ကဲဒါကြောင့်ထင်ရှားရှိတဲ့ယုံနံအစဉ်ကိုထင်ရှားသိအောင်ကြင်ကြံပွားများအားထုတ်ကြကုန်လျက်ထင်ရှားရှိသောမိညာဖူညာနိဗ္ဗာန်တရားတို့တရားမြတ်ကိုလင်းမြန်သောသိညာတို့ဖြင့်ရလွယ်ရောက်လွယ်မျက်မှောက်ပြုလွယ်နိုင်သောသူတော်ကောင်းများဖြစ်နေကြပါစေလို့မေတ္တာပို့၍ကဲအိမိနာပုံညကံမေနာယနေ့ရက်ကိုဖယားမြတ်စွာစိန်နေရ၏ဟောဘောညွန်ပြတော်မူခဲ့ပါသောတရားအသည့်လေးတွေကိုနာဂမတ္တရသောကုသိုလ်စေနာတရာစွမ်းအားတို့ကြောင့်ဧကဒတ္တကိ30ပါးသောမိတုမှမုံစိတ်တော်လွန်မြောက်ကြကုန်လည်းရဲ့နိဗ္ဗာန်ဒုက္ခံဘေးမြတ်ဘေးမကအေးမြတ်လာသောနိဗ္ဗာန်ချမ်းသာသောချမ်းသာမြတ်ကြီးကိုပါပုဏ္ဏန္တိကောင်းစွာမသွေဆက်ရောက်နိုင်ကြပါစေကုန်သတည်း